ကိုတိုင်းဒေသကြီးကျိုးဝင်ကောင်မြို့နယ်ပြန်ကြားရေးနဲ့ပြည်သူ့စစ်ဆိုင်ဦးစီးဌာန Community Center မှာရာသီတုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး online အသိပညာပေးတော်ရှိုးကိုဩဂုတ်လ 10 ရက်နေ့ကပြုလုပ်ဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။အဲဒီတော်ရှိုးကိုမြို့နယ်ပြန်ကြားရေးနဲ့ပြည်သူ့စစ်ဆိုင်ဦးစီးဌာနဒုတိယဦးစီးမှူးတော်တင်နေဝင်းနဲ့မြို့နယ်16ခုတင်ဆက်တိုင်းရင်းစင်းအုပ်ဒေါ်နှင်းထိုက်တို့ကရာသီတုပ်ကွေးရောဂါရဲ့လက္ခဏာများရာသီဥတုနဲ့ညီစားတောက်နေထိုင်ဖို့လိုအပ်ကြောင်းတို့ကိုအသေးစိတ်ဆွေးနွေးခဲ့ကြတာပါခုအချိန်ကရာသီအပြောင်းလဲတွေဖြစ်နေတယ်ပေါ့နော်။ဒါကြောင့်မို့လို့ဒီရာသီအပြောင်းလဲဖြစ်နေတဲ့အချိန်မှာပေါ့နော်။ကျန်းမာရေးနဲ့ပတ်သက်တဲ့ဖြစ်ပွားတတ်တဲ့ယောဂတွေအကြောင်းကိုရှင်းပြပေးပါအောင်ဆရာမကြီးရှင်။အခုချိန်မှာမိုးကရွာလိုက်နော်ရွာလိုက်နောက်ကနေရပူလိုက်အဲ့လိုမျိုးဖြစ်လာတဲ့အချိန်ကြလို့ရှိရင်တော့ရာသီဥတုကနည်းနည်းသဘာဝနည်းနည်းစန့်ကျင်လာတဲ့အတွက်လူတွေကလည်းအနေထိုင်ပေါ့နော်အဲ့အချိန်မှာရာသီဥတုနဲ့အညီလိုက်ပြီးတော့မနေနိုင်လို့ရှိရင်ဒီယောဂမျိုးတွေရာသီတုပ်ကွေးယောဂတွေကဖြစ်လာနိုင်ပါတယ်အဲ့ဒီယောဂတွေကိုတော့ကျမတို့ဒီဟိုမှာပေါ့ခန္ဓာကိုယ်ထဲမှာဒီလိုမျိုးဓာတ်တွေကဖောက်ပြန်ပြီးတော့ဒီယောဂတွေကဇီဝကမ္မဖြစ်စဉ်တွေကပြောင်းလဲလာမယ်ဒီရာသီတုပ်ကွေးယောဂစဖြစ်လာပါတယ်စဖြစ်လာတဲ့အချိန်မှာအဲ့လိုအချိန်မှာတော့ကျမတို့ဒီအစာမကြေမဲလေထိုးလျောင်းတွေဖြစ်ပဲဝမ်းပြောဝမ်းလျှောတွေဖြစ်တတ်တယ်ဝမ်းကိုက်တာတွေဖြစ်တတ်တယ်နော်နောက်တစ်ခါတန်တုပ်ယောဂတွေလည်းဖြစ်တတ်တယ်နောက်ဒီအထူးသဖြင့်တော့ဒီရာသီဥတုမညီတဲ့အတွက်အေးမိနာဆေးပြီးတော့ဒီရာသီတုပ်ကွေးယောဂတွေဖြစ်ပါမယ်ဖြစ်တတ်ပါတယ်နော်ဒီလိုဖြစ်လာလို့ရှိရင်ကျန်းမာရေးဝန်ကြီးဌာနကနေပြီးတော့လေကျမတို့တိုင်းရင်းဆေးပညာဦးစီးဌာနကနေပြီးတော့ဟိုစနစ်တကျပေါ့သူတေသနာပြုပြီးတော့ထုတ်ထားတဲ့စေဝါမန္တလေးစေဝါဆက်ယုံကနေပြီးတော့လေစေဝါမှတ်ပုံတင်ပြီးတော့ထုတ်ထားတဲ့စေးနတာတုပ်ကွေးဖျားပြောက်ဆေးဆိုတာရှိပါတယ်အဲ့ဒီဆေးကတော့အရန်ကိုတင်တော်ပါတယ်အဲ့ဒီဆေးထဲမှာတော့ဘာတွေပါလဲဆိုတော့ကျမတို့ဆေးကားကြီးပါတယ်စင်တုံးမနယ်ပါတယ်ဂျင်းကြောက်ပါတယ်နတ်သက်ဖြူပါတယ်အဲ့ဒီဆေးမျိုး၄မျိုးနဲ့ထုတ်လုပ်ထားပါတယ်အဲ့ဒီဆေး၄မျိုးနဲ့ထုတ်လုပ်ထားပြီးတော့သူကတော့ဒီအာနိသင်တွေကတော့အရန်ကောင်းပါတယ်ဒီဆေးတွေကလေဒီဆေးအာနိသင်တွေကောင်းတဲ့အတွက်ကျမတို့ကဒီဆေးကိုကျမတို့တိုင်းရင်းဆေးရုံဆေးကန်းတွေမှာတကယ်လို့များဒီသွေးလွန်တုပ်ကွေးအမောင်ရာသီတုပ်ကွေးဖြစ်ပြီဆိုလို့ရှိရင်ကျမတို့ရှိကိုလာရောက်ပြီးတော့ပြသပြီးတော့အခမဲ့ထုတ်ယူပြီးတော့သုံးပြနိုင်ပါတယ်နော်ကျိုးဝင်ကောင်မြို့နယ်ပြန်ကြားရေးနဲ့ပြည်သူ့စစ်ဆိုင်ဦးစီးဌာနကလာစဉ် online အသိပညာပေးတော်ရှိုးများကိုရိုက်ကူးပြီးရွှေကျိုးမြေ Facebook page စာမျက်နှာနဲ့ IBRD ကျိုးဝင်ကောင် TikTok အကောင့်တို့မှာလွှင့်တင်ထားတယ်လို့သိရပါတယ်ကျွန်တော်ကတော့ဇေယျထွန်းပါ